ကျွန်တော်ရဲ့ဒုတိယမြောက် podcast အနေနဲ့ကျွန်တော်လူတွေကိုရှောင်ကျဉ်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အကြောင်းရင်းနဲ့ဘာကြောင့်အဲ့လိုဖြစ်ပေါ်လာလဲဆိုတာ share ချင်ပါတယ်ခန်းစားချက်ချင်းတူတာတွေမတူတာတွေ comment အောက်မှာဝင်ပြီးတော့ဆွေးနွေးလို့ရပါတယ်သူများတွေတော့အသက်ဘယ်လောက်မှစပြီးတော့ဖြစ်လဲတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့အသက်35နှစ်လောက်ကစပြီးတော့ကျွန်တော်တွေးကျင်တဲ့သူကျွန်တော်ခင်ကျင်တဲ့သူပြီးတော့မတွေးကျင်တော့တဲ့သူမပတ်သက်ချင်တော့တဲ့သူဆိုပြီးတော့ကိုယ့်ရဲ့ friendship ဒါမှမဟုတ်မိတ်ဆွေ circle ထဲမှာသူ့အုပ်စုနဲ့သူ့အကိုင်နဲ့သူဖြစ်သွားတယ်ပေါ့ကျွန်တော်လူဆိုတာဖြစ်လာတော့အလုပ်တွေလည်းသွားရတယ်အကြောင်းတွေလည်းတက်ရတယ်ဆိုတော့နေ့တိုင်းလူတွေအစ်စ်တွေတီးပြီးသားသူတွေနဲ့တော့အမြဲတမ်းပတ်သက်နေတာပေါ့ဒါပေမဲ့အဲ့ဒီအသက်အပိုင်းခြားပေါ့နော်အသက်35နှစ်လောက်ရောက်သွားတော့တစ်ခါလေကြာရင်လူအစ်စ်တွေနဲ့လည်းတွေ့ရမှာတိတ်ပြီးတော့စိတ်ဝင်စားတော့တချို့တီးပြီးသားသူတွေနဲ့လည်းရှိနေတဲ့ relationship ကိုထပ်ပြီးတော့တိုးတက်အောင်လဲဆက်မလုပ်ချင်ဘူးတချို့သူတွေဆိုရင်ထပ်ပြီးတော့လည်းမပတ်သက်ချင်ဘူးတွေ့လည်းမတွေ့ချင်ဘူးပတ်သက်စရာလည်းအကြောင်းမရှိဘူးလို့စိတ်ထဲမှာဖြစ်လာတာပေါ့ဒါလူတစ်ယောက်ကိုမုန်းတာချစ်တာပြဿနာတွေရှိတာကိုပြောတာမဟုတ်အသက်အရွယ်ပိုင်းခြားတစ်ခုရောက်လာတော့ကိုယ့်ရဲ့အချိန်တွေကိုအကျိုးရှိကိုယ်နဲ့ပတ်သက်ချင်တဲ့သူတွေကိုချစ်ရတဲ့သူတွေနဲ့ပဲအချိန်ကုန်ချင်တယ်ခုနကကျွန်တော်ပြောတဲ့မိတ်ဆွေအသစ်တွေအရင်ကိုတီးခဲ့တဲ့သူတွေဒါပေမဲ့ထပ်ပြီးတော့မပတ်သက်ချင်တာပြီးတော့ပတ်သက်စရာအကြောင်းလည်းမရှိဘူးပေါ့နော်ဘာမှလည်းအထွေထူးပြောစရာဆွေးနွေးစရာလည်းမရှိတဲ့သူတွေဆိုရင်ကိုကလုံးလားဆိုင်ပြီးတော့တကူတကသွားတွေ့တာချိန်ပြီးတော့တွေ့တာတွေမလုပ်ဖြစ်တော့ပြီးတော့အဓိကချက်ကအဲ့ဒီလူကိုတွေ့ဖို့ကိုကစိတ်ရောကိုယ်ပါထားပါတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် excited ဖြစ်မနေဘူးပေါ့နော်အဲ့လိုတွေဖြစ်မနေဘူးဆိုရင်ဒါတဖြည်းဖြည်းနဲ့ relationship ကအေးခဲသွားတယ်ဝေးသွားတယ်ပေါ့ဒါပြဿနာရှိလို့လည်းမဟုတ်ဘူးတယောက်နဲ့တယောက်မုန်းလို့လည်းမဟုတ်ဘူးဘယ်လိုပြောမလဲဆိုရင်တွေ့ပြီးတော့လည်းဘာပြောရမှန်းမသိဘူးပေါ့နော်ပထမစကား2ခွန်း3ခွန်းလောက်ပြောပြီးသွားရင်တခြားဘာမှပြောစရာမရှိတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင် there is nothing in common ပေါ့သူနဲ့ကိုယ်နဲ့ပြောချင်တဲ့ topic ချင်းလည်းမတူကိုယ့်ရဲ့ background ချင်းလည်းမတူသူပြောချင်တဲ့အရာကိုစိတ်ဝင်စားတဲ့ဟာမဟုတ်ကိုပြောချင်တဲ့အရာလည်းသူစိတ်ဝင်စားတဲ့ဟာမဟုတ်ဘူးပေါ့နော်အဲ့လိုလူမျိုးတွေပေါ့တစ်ချိန်တစ်ခါတီးခဲ့တယ်ခင်ခဲ့တယ်ဒါပေမဲ့ရေရှည်ဆက်သွားဖို့ကြတော့ကိုယ်နဲ့တိုက်ချင်းမတူတာပြောရမှာပေါ့နောက်ပြီးတော့အဲ့ဒီကျွန်တော်ပြောတဲ့အသက်35နှစ်နောက်ပိုင်းမှာပေါ့နော်သူများတွေတော့မသိဘူးကျွန်တော်ကတော့အပေါ်ရန်နေပြောပြီးတော့ရေမရအဖက်မရပေါ့နော်အတွင်းကြကြစကားလုံးတွေဘာမှမရှိဘူးပေါ့အပေါ်ရန်လေးနဲ့ပြီးသွားတဲ့ conversation မျိုးပြောရတာညင်းငွေလာတယ်ဥပမာတွေ့ပြီဆိုရင်လောက်ကိုင်းစင်ပြေလားပြေတယ်ကောင်းတာပေါ့ခမရအောင်စင်ပြေလားစင်ပြေတယ်မစိုးဘူးကောင်းတယ် oh very good အဲ့လိုပေါ်ရန်လေးပဲရှိတယ်ပေါ့နော်တကယ်အတွင်းကြကြပြောလို့မရအောင်ကိုပြောလဲသူစိတ်ဝင်စားအောင်သူကလည်းကိုအဲ့လောက်ကြီးအတွင်းကြကြမသိချင်ဘူးပေါ့နော်ပေါ်ရန်လောက်ပဲသိချင်တာပေါ့အင်းလေးလိုပြောမယ်ဆိုရင်အဲ့လိုလူမျိုးတွေကို surface level friendship လို့ခေါ်တယ်ပေါ့နော်အပေါ်ရန်မဲသိတဲ့မိတ်ဆွေတွေပေါ့အဲ့တော့ဒီလိုအသက်35နှစ်နောက်ပိုင်းရောက်လာတော့ကိုကဘလို့လူပြိုးရင်းနဲ့ပဲ hang out လုပ်ချင်လဲဆိုရင်ကို့အကြောင်းအတွင်းကြကြသိရတဲ့သူတွေကိုကလည်းသူ့အကြောင်းအတွင်းကြကြသိရတဲ့သူတွေစကားပြောရင်ဘာမှအားနာစရာမလိုဘူးပေါ့နော်တွေ့ရတဲ့အကုန်ဖောက်ချဖွင့်ချပြီးတော့အားရပါရပြောချတာတွေပဲလုပ်ချင်တော့တယ်ပေါ့အဲ့လိုလူတွေနဲ့ပဲကိုကတွေ့ဖို့အားတန်တယ် excited ဖြစ်တာပေါ့ကျွန်တော်ကကိုယ့်ကို introvert လို့ပြောရမယ်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကမသိရတဲ့သူတွေအရှိမှဆိုရင်ကျွန်တော်အရန်တိတ်ဆိတ်တယ်ပေါ့နော်ငြိမ်တယ်တိတ်စကားမပြောဘူးအေးတယ်ပေါ့ဒါပေမဲ့ကိုတဲ့အတွင်းကြကြသိရတဲ့သူဆိုရင်ကျွန်တော်ကစကားအရန်ပြောတယ်ပေါ့နော်မနေ့တားယူရတယ်ပြောလုံးလို့ပေါ့အဲ့ဒါကြောင့်မို့လို့လဲပါမယ်ထင်တယ်တချို့သူတွေဆိုရင်အသက်35နှစ်မကလို့အဲ့ထက်ကြီးနေလဲသူတို့ကစကားပြောရတာမိတ်ဖွဲ့ရတာအရန်တော်တယ်လို့မြင်မိတယ်ပေါ့နော်သူတို့တွေးလိုက်ရင်လူတွေကိုနှုတ်ဆက်တာစကားပြောတာပြီးတော့ conversation ကိုပေါ့နော်ပြတ်မသွားအောင်ထိန်းသွားနိုင်တာပေါ့နော်အဲ့ဒီ skill တွေသူများစီမှာရှိတာကိုလည်းတွေးရပါတယ်တော်လဲတော်ပါတယ်အဲ့လိုလူတွေဒါပေမဲ့ကျွန်တော်အဲ့လိုလူမျိုးမဟုတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်အထင်လူဆိုတာအသက်ကျွန်တော်ခုနပြောသလို35နှစ်အထက်ပေါ့နော် middle age လို့ပြောမှာပေါ့အဲ့လိုအချိန်ကိုရောက်လာပြီဆိုရင်သူတို့ရဲ့ friendship circle ကတော်တော်လေးကျုံသွားပါတယ်အဲ့လူကဘလောက်ပဲ social skill ကောင်းနေပါစေအဲ့လိုမိတ်ဆွေတွေတကယ်ချင်းတွေနေသွားတဲ့အကြောင်းရင်းကဘာလို့လဲဆိုတာကျွန်တော်ထပ်ပြီးတော့ဆွေးနွေးပါမယ်နံပါတ်1အကြောင်းရင်းကကိုယ့်ရဲ့ friendship ထဲကကိုနဲ့တည်ခဲ့တဲ့သူတွေပတ်သက်ခဲ့မှုတဲ့သူတွေတဖြည်းဖြည်းပျောက်သွားတယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုရင်ရေငွေလိုပြန်သွားတယ်ပေါ့အဲ့လိုမျိုးကဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ခါလေးကြာရင်ကိုနဲ့မိတ်ဆွေဖြစ်တယ်တကယ်ချင်းဖြစ်တယ်အဓိကရည်ရွယ်ချက်ကသူတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမှာကိုယ့်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းမှာသူတို့ရဲ့အကူအညီတွေကိုလိုအပ်တဲ့အခါတွေမှာသူတို့နဲ့ရင်းနှီးခွင့်ရခဲ့တယ်ပတ်သက်ခွင့်ရခဲ့တယ်လိုချင်တာတွေရသွားပြီဆိုရင်မေ့သွားကြတယ်ပေါ့နော်ထပ်ပြီးတော့မပတ်သက်ဖြစ်တော့ဘူးဥပမာကျွန်တော်ကနေဒါရောက်ခါစားဆိုရင်ကနေဒါမှာလက်ရှိရောက်နေတဲ့စီနီယာတွေပေါ့သူတို့စီကအကူအညီတွေရခဲ့တယ်သူတို့ကလည်းကိုဘာမှမျှော်လင့်လို့ကူညီခဲ့တာမဟုတ်ဘူးခုမှဒီမျိုးကိုဒီနိုင်ငံကိုရောက်လို့ဒါစေနာတန်တန်နဲ့ကူညီခဲ့တာပေါ့နော်ဒါပေမဲ့သူနဲ့ကိုနဲ့
command ဖြစ်တဲ့ဟာဘာမှမရှိဘူးဥမာသူဝါသနာပါတာတက်ကိုဝါသနာပါတာတက်ဥမာစကားပြောပြီးဆိုရင်သူပြောချင်တာကနိုင်ငံရေးအကြောင်းပြောချင်တယ်ကိုပြောချင်တာကခီးသွားတဲ့အကြောင်းလည်းပြောချင်တယ်အဲ့လိုပေါ့နော်ဘာမှ command ဖြစ်တာဘာမှမရှိဘူးအဲ့တော့ friends for convenient လို့ပြောလို့လည်းရတယ်ဥပမာကိုလိုချင်တဲ့ဟာကိုလိုအပ်တဲ့ဟာကိုသူကပေးလိုက်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ယဉ်ကျေးခွင့်ရခဲ့တယ်ပြီးတော့နောက်တစ်ခါကိုကပြည့်စုံသွားပြီသူစီကအကူအညီတွေမလိုအပ်တော့ဘူးကိုက independent ဖြစ်သွားပြီဆိုရင်ဒီလူနဲ့ပတ်သက်ဖို့အခွင့်အရေးသိပ်မရှိတော့ဘူးပေါ့နော်တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်ပေါ့အဲ့လိုပဲထားပါတော့ကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့သိခဲ့တယ်ပေါ့နော်ဥပမာကိုက senior ပေါ့နောက်ကျောင်းသားတစ်ယောက်ကအဲ့ဒီဘာသာရပ်ကိုတက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ assignment တွေ project တွေလုပ်ချင်လို့ကျွန်တော်နဲ့လာပြီးတော့ပေါင်းတဲ့သူတွေရှိတယ်ပြီးတော့သူလည်းကြောင်းပြီးသွားတော့ကိုနဲ့မတွေ့ဖြစ်တော့အဲ့လိုမျိုးဟာရှိတယ်နောက်တစ်ခုကျတော့ငွေကြေးနဲ့ပတ်သက်တဲ့ဟာပေါ့သူငွေကြေးလိုအပ်နေတဲ့အချိန်တွေမှာကိုစီကချီးတယ်ကိုကလည်းချီးလိုက်တယ်နောက်အလုပ်ကိုင်းနေရသွားတယ်အဆင်ပြေသွားတော့ဒါကိုနဲ့ပတ်သက်စရာမလိုတော့ဘူးပေါ့နော်နောက်ပြီးတော့လည်းရှိတယ်အလုပ်လိုချင်လို့ပေါ့နော်ကိုလုပ်တဲ့အလုပ်မှာလုပ်ချင်လို့ကို recommend ပေးခိုင်းတာအဲ့လိုပေါ့ကိုရဲ့အဆင်ပြေမှုသူ့ရဲ့အဆင်ပြေမှုအတွက်ပတ်သက်ခဲ့ရတဲ့မိတ်ဆွေလိုတငယ်ချင်းလိုမျိုးပေါ့အဲ့လိုသူလိုချင်တဲ့ဟာရသွားရင်ကိုလိုချင်တဲ့ဟာရသွားရင်မေ့သွားကြတယ်ပေါ့နော်ထပ်ပြီးတော့ပတ်သက်ဖို့မရှိတော့ဘူးပေါ့နောက်တစ်ခုကကျွန်တော်တို့အသက်လက်ပိုင်းရောက်လာပြီဆိုရင်တာဝန်တွေပိုများလာတယ်ဥပမာအိမ်တောင်ရှိရသူဆိုရင်ယောက်ျားရှိတယ်မိန်းမရှိတယ်သားသမီးတွေရှိတယ်သူတို့ရဲ့အသက်ကြီးနေတဲ့မိဘတွေရှိတယ်ပြီးတော့နှစ်ဖက်မိဘရှိတာပေါ့နော်အိမ်တောင်ရှိရသူဆိုရင်မိဘတွေကလည်းအသက်ကြီးလာပြီပြီးတော့ကလေးရှိရဆိုရင်လည်းကလေးကလည်းငယ်လေးကလေးအတွက်လည်းပူရတယ်အသက်ကြီးတဲ့မိဘတွေအတွက်လည်းပူရတယ်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့နောင်ရေးအတွက်အလုပ်တွေလုပ်ရတယ်ပညာသင်တယ်ဆိုရင်လည်းပညာတွေသင်ရတယ်လူတစ်ယောက်ရဲ့ဘဝတက်တန်းမှာပေါ့နော်အရန်ရုန်းကန်ရတဲ့အချိန်အပိုင်းခြားလဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့အဲ့ဒီအသက်ပိုင်းခြားလောက်မှာလူတွေကမိတ်ဖွဲ့တာတွေ socialize လုပ်တာတွေအဲ့ဒါတွေအတွက်တိတ်ပြီးတော့အချိန်မပေးနိုင်ဘူးပေါ့နော်အဓိကကိုအားကိုးရတဲ့သူတွေကိုယုံကြည်ရဲ့သူလောက်ပဲကိုရဲ့ friendship circle ထဲမှာထိမ့်သိမ်းထားတယ်ပေါ့တခြားမိတ်ဆွေတစ်တွေတကယ်ချင်းတစ်တွေနဲ့မိတ်ဖွဲ့ဖို့ hang out လုပ်ဖို့အချိန်တိတ်မပေးနိုင်ကြဘူးပေါ့ဥပမာကျွန်တော်ဆိုရင်လည်းအသက်ကြီးတဲ့မိဘတွေအတွက်ပြန်ပြီးတော့ကြည်ရတဲ့အရွယ်ရောက်ပြီပေါ့နော်ပြီးတော့မမျော်လင့်ထားတဲ့ဟာတွေလည်းဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့3လလောက်ကဆိုရင်မန္တလေးမှာငရင်လောက်တယ်ပေါ့ဒါဆိုရင်လုံးဝမျောလင့်မထားဘူးဘယ်သူမှလည်းမထင်ဘူးပေါ့နော်ကျွန်တော်ဆိုရင်ပြီးခဲ့တဲ့2024တုန်းကဆိုရင်ခီးတွေအများကြီးထွက်ဖြစ်တယ်ဒီ2025ကတော့ငလင်ကမတ်လလောက်မှာလောက်သွားတော့ဒီ2025အတွင်းမှာကျွန်တော်ဘယ်မှခီးမထွက်ဖြစ်ဘူးထွက်ချင်စိတ်လည်းမရှိဘူးပေါ့နော်ဒီကငလင်ကြောင့်လည်းပါတာပေါ့ငလင်ကလှုပ်ပြီးသွားလို့ပြီးသွားတာမဟုတ်ဘူးအဲ့လှုပ်သွားလို့ပျက်စီးသွားတဲ့အိမ်ကိုပြင်ဖို့အတွက်ပတ်စံတွေပို့ရတယ်ပေါ့နော်အဲ့အတွက်လှုပ်တွေအများကြီးလောက်ပါပါတယ်အဲ့တော့တခါနေခီးတွေသွားခြင်းနဲ့အပျော်ပါးတွေလှုပ်ခြင်းနဲ့ဆိုရင်အော်ငါအဲ့ဒီပတ်စံကိုချွေတာပြီးတော့အိမ်ကိုပို့ပြီးတော့သူတို့အိမ်ပြင်ဖို့အတွက်ပို့ပေးလိုက်ပါမယ်လေဆိုပြီးတော့ဖြစ်လာတာပေါ့အဲ့တော့ဒီအသက်အရွယ်ပိုင်းခြားရောက်လာရင်တာဝန်တွေများလာတယ်အဲ့တော့ကျွန်တော်ဆိုရင်လည်းအချိန်ပိုရအောင်အချိန်ပိုတွေဆင်းတယ်အဲ့တော့သူများတွေခေါ်ရင်ပေါ့နော်တွေ့ရအောင်ဘာလုပ်အောင်ဆိုရင်လည်းကျွန်တော်မသွားနိုင်ဘူးပေါ့နော်ငါလှုပ်လုပ်မယ်ပြီးရင်ပတ်စံပိုရမယ်ပြီးရင်အဲ့ပတ်စံကိုညီမပြီးပို့ပြီးတော့သူတို့အိမ်ပြင်တဲ့အခါမှာသုံးဖို့အတွက်ကူညီလိုက်တာပေါ့နောက်တစ်ခုကတော့ social media ပေါ့ social media ကလူတွေကိုပို့ပြီးတော့ဝေးခွာသွားစေရလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့တချို့တငယ်ချင်းတွေဆိုရင်ကိုယ့်ရဲ့ Facebook ထဲမှာ friend ဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့ message လည်းမပို့ဖြစ်တာစကားလည်းမပြောဖြစ်တာတော်တော်ကိုကြာနေပြီပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့က Facebook မှာမြင်နေရတာပေါ့နော်။အော်သူခီးတွေသွားနေတယ်။အော်သူအလုပ်သစ်ရသွားပြီ။အော်သူအိမ်အောင်ကျသွားပြီ။အော်သူကလေးတွေရသွားပြီ။စသဖြင့်မြင်နေရတော့လမ်းပြီးတော့မေးစရာပြောစရာမလိုအပ်တော့ဘူးလို့စိတ်ထဲမှာထင်လာကြတယ်ပြီးတော့တချို့ဆိုရင် social media ထဲမှာပဲခင်ပြီးတော့ social media ထဲမှာပဲအော်သူဆုံးသွားပြီလားပေါ့နော်အဲ့လိုပဲပြီးသွားတယ်ပေါ့ဒီနောက်ပိုင်းပေါ့နော်ကျွန်တော်ရဲ့ Facebook ထဲက friend list ထဲကတငယ်ချင်းတွေပေါ့အသက်30ကျော်တယ်ကင်ဆာနဲ့ဆုံးသွားတဲ့သူတွေရှိတယ်အဲ့တော့သူတို့တွေမဆုံးခင်ကိုနဲ့ message တွေလည်းမပို့ဖြစ်ဘူးစကားတွေလည်းမပြောဖြစ်ဘူးပေါ့ဒါပေမဲ့ Facebook ထဲမှာတော့သူနဲ့ကိုနဲ့ friend ဖြစ်တာနှစ်တွေတော်တော်ကြာတယ်ပေါ့နောက်ဆုံးတစ်ခုကကျွန်တော်ထင်တယ်အဲ့ဒါကတော့အဓိကအကြောင်းရင်းပေါ့ကျွန်တော်တို့ဒီအသက်30ကျော်35နှစ်နောက်ပိုင်းဖြစ်သွားပြီဆိုရင်ကျွန်တော်လူတွေက stress ပိုများလာတယ်ဒီတက်ရွယ်ရောက်လာရင်ချိုးကြတော့ကျန်းမာရေးကမကောင်းတော့ဘူးယောဂတွေကဆလာပြီပြီးတော့အလုပ်ကိုင်းမှာဆိုရင်လည်းကိုကနေရာတစ်ခုကိုရောက်နေပြီပေါ့နော်နေရာတစ်ခုကိုရောက်နေတဲ့သူကလည်းအဲ့ဒီနေရာမှာမြဲဖို့ဒီထက်ပိုပြီးတိုးတက်ဖို့စိတ်နှစ်ပြီးတော့စူးစမ်းရတယ် strategy ပြီးတယ်ပေါ့အလောက်ကိုင်းအစီအမပြေတဲ့သူတွေကလည်းစားဝတ်နေရေးအတွက်ရုန်းကန်နေရတဲ့အချိန်ပေါ့ကျွန်တော်အခုလုပ်တဲ့သူနာပြုအလုပ်ဆိုရင်လည်းတော်တော်လေး stress များတဲ့အလုပ်တစ်ခုလို့ပြောရမယ်အလုပ်စလိုက်တာနဲ့တောက်လျှောက်စစ်ဖြစ်နေသလိုပဲပေါ့နော်တောက်လျှောက်လူတွေကအကူအညီလိုနေတာအဲ့ဒီအကူအညီလိုတဲ့သူတွေထဲမှာဘယ်ဟာကအရေးကြီးတယ်ပထမဒုတိယတတိယအဲ့လို prioritize လုပ်ပြီးတော့သူတို့ရဲ့ပြဿနာတွေသူတို့လိုအပ်တဲ့အကူအညီတွေသူတို့လိုအပ်တဲ့ဆေးဝါးတွေ
ကိုယ်တိုင်လုပ်ပေးလို့ရတာလုပ်ပေးရတာရှိတယ်ချို့ဟာကြတော့ခြားသူတွေကိုကိုကထပ်ပြီးတော့ညွန်ပေးရတာရှိတယ်အဲ့လိုတွေကိုတောက်လျှောက် shift တစ်ခုလုံးမှာအစအနေအဆုံးထိလောက်သွားတာပေါ့နော်အဲ့ဒါအပြင် complain တွေလည်းရှိသေးတယ်လူနာက complain တက်တာတွေလူနာရဲ့ family က complain တက်တာတွေကိုယ့်ရဲ့လုံသမားတွေကပြင်းတဲ့သူတွေအတုံးမကြားတဲ့သူတွေနဲ့လောက်ရတဲ့အခါတွေလည်းရှိတယ်အဲ့လို stress တွေအရန်များတော့အလုပ်ပြီးသွားတာနဲ့ကျွန်တော်ရဲ့ energy တွေကသိမရှိတော့ဘူးအဲ့တော့ကျွန်တော်အလုပ်ချိန်ပြီးသွားရင်ကျန်တဲ့အချိန်တွေမှာကိုယ့်ရဲ့ပင်ပန်းနေတဲ့စိတ်တွေစိတ်ဖိစီးမှုတွေပြေပြောင်းနိုင်စေတဲ့သူတွေနဲ့ပဲပြောပြတယ်တွေးပြတယ်ဆုံပြတယ်ပေါ့အဲ့ဒီမှာဘလို့လူမျိုးတွေကိုယ့်ရဲ့ friendship circle ထဲမှာရော့သွားလဲဆိုတော့ဥပမာအကူကြီးလုံးမကိုယ်ဖုန်းခေါ်တယ်ကိုယ်မေးတဲ့သူတွေပေါ့နော်အကူကြီးမလို့ဆိုရင်အဲ့လူတွေကရှာလို့မတွေ့တော့ပြီးတော့ဘလို့လူတွေရှိသေးလဲဆိုရင်ဖုန်းခေါ်ပြီးတော့သူတို့ဘဝဘလောက်ခက်ခဲကြောင်းဘလောက်ဒုက္ခရောက်ကြောင်းဘလို့တွေရုန်းကန်နေရကြောင်းတွေ့ရင်ညီးတဲ့လူတွေရှိတယ်အဲ့လိုညီးလို့ကိုကအဆင်ပြေသွားအောင်အကြံဉာဏ်တွေပေးရင်လည်းသူတို့ကလက်မခံဘူးသူတို့ကအဲ့လိုအဆင်မပြေတာကြီးကိုပဲလက်ကင်ထားပြီးတော့တစ်သက်လုံးထိုင်ပြီးတော့ညီးနေတာအဲ့လိုညီးတာကိုလည်းနားထောင်ဖို့သူတို့အတွက်လူလိုအပ်တာပေါ့အဲ့တော့ကျွန်တော်ကအဲ့လိုနားထောင်တဲ့သူမလုပ်တော့နောက်ဘလို့လူတွေရှိသေးလဲဆိုရင်ကြွားတာပေါ့နော်တွေ့ရင်ကို့အကြောင်းကိုအပေါ်ရလောက်ပဲမေးတယ်ပြီးရင်အားလုံးသူတို့အကြောင်းတွေကြီးပဲသူအလုပ်မှာဘလို့အဆင်ပြေတာလာစားဘလောက်ကောင်းတာမန်နေဂျာတွေကသူ့ကိုဘလောက်ချစ်တာအလုပ်ထဲမှာသူမရှိရင်မဖြစ်တာအလုပ်မှာခံစားခွင့်တွေဘလောက်ကောင်းတာသူ့အကြောင်းတွေသူ့အဆင်ပြေတဲ့အကြောင်းတွေပဲပြောသွားတာပေါ့နော်ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်သူ့အကြောင်းကို65ရာခိုင်နှုန်းလောက်ပြောသွားပြီးတော့ကို့အကြောင်းကို 5% လောက်ပဲပြောခွင့်ရတဲ့အနေအထားမျိုးပေါ့အဲ့လိုမျိုးကြလဲတစ်ခေါက်အဆင်ပြေတယ်နှစ်ခေါက်ကွာသတိထားမိတယ်ပေါ့နော်သုံးခေါက်ဆိုရင်တော့ဒါ red flag ပေါ့လေးခေါက်တော့ဖြစ်မခံတော့နောက်ခါရဆိုရင်ကိုကရှောင်လိုက်တော့တာပေါ့အဲ့လိုချက်တွေကြောင့်ကျွန်တော်တို့အသက်30နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ friendship circle ကတော်တော်လေးကျုံသွားတယ်ပေါ့အဓိကကိုနဲ့ type ချင်းတူတဲ့သူတွေဝါသနာချင်းတူတဲ့သူတွေစကားပြောတဲ့အခါမှာပြောစရာစကားမကုန်နိုင်ဘူးပေါ့နော်ပြီးတော့အဲ့ဒီလူနဲ့ကိုနဲ့ဖုန်းပြောဖို့အပြင်မှာတွေ့ဖို့ဘယ်လောက်ပဲဖုန်းပြောဘယ်လောက်ပဲတွေ့အဲ့လိုတွေ့ရတာကို excited ဖြစ်နေတဲ့သူတွေလောက်နဲ့ပဲရှေ့ဆက်သွားခြင်းနဲ့ပတ်သက်ခြင်းနဲ့ဆိုတာမျိုးတွေဖြစ်လာတယ်အဲ့လိုကိုနဲ့ type အရန်တူပြီးတော့အရန်တဲသူတွေတောင်မှတစ်ခါလေဘဝကြောင်းမျိုးပြောင်းသွားတာတွေရှိတယ်နယ်ပြောင်းသွားတာတွေရှိတယ်နိုင်ငံပြောင်းသွားတာတွေလည်းဖြစ်လာတတ်ပါတယ်ဒါတွေကဘလို့မှရှောင်လဲလို့လည်းမရဘူးဘလို့မှလည်းထိန်းချုပ်လို့မရဘူးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ middle age ကိုရောက်လာရင်ကျွန်တော်ထင်တယ်ဘယ်သူမဆိုဒီလိုအတွေ့အကြုံမျိုးကြုံရမှာပါပဲဟုတ်ကဲ့ဒီ podcast မှာတော့ဒီလောက်ပါပဲခုနားထောင်နေသူတွေရောဘယ်လိုသဘောရလဲကျွန်တော်ပြောတာကိုထောက်ခံလားမထောက်ခံဘူးလား comment မှာဆွေးနွေးလို့ရပါတယ်ကျွန်တော်လည်း reply ပြန်ပြီးတော့ဆက်ပြီးဆွေးနွေးပေးပါမယ်